နေနေရလဲဟဲ့တဒန်းမဲกว่าလေဘလောက်กว่าလဲနေသူငယ်တဲ့ငါတဒန်းလေအဲ့ဆိုနေတန်းမှာပဲသွားဆောင်လာတော့သူငယ်ချင်းချင်းပဲဆော့တာအဲ့ကလေးလေးဒီမှာကိုယ်တငယ်ချင်းလေးနဲ့ဆော့ချင်တာပေါ့အဲ့ဆိုနေရင်တောင်းမှလားနေရင်တောင်းမယ်ဆိုပါခိုင်းမယ်ပါလိုက်မယ်လေအဲ့ဆိုနေနဲ့သူနဲ့တစ်ဖက်ငါနဲ့သူနဲ့တစ်ဖက်နေလိုက်မယ်နေလို့အရင်လည်းငါတစ်ဖက်အေးငါကဲဦးမလေးငါကဲလို့ရသေးရဲ့လေသူတေသားပြီငါတို့လည်းတာ သွားလို့ခဏတို့ကလည်းတို့လည်းစားလို့ကြည်ညစ်တာပဲခဏခြေလောက်ခောက်သွားလေဒီတိုင်းတရားမှမဟုတ်တာငါတော်တယ်ငါကျိုးခုံတော်တယ်ခဏလေးတွေ့လားသူတို့အလဲကြညစ်မလေးအဲ့ဒါလေကြိုသီးလို့မပူနဲ့ငါစီမှာဆေးယူလာတယ်ဘာစီလဲပြောင်းဟောကြီးမယ်ဟဲ့စီလာကဲစော့စီဒန်းချီလိမ့်စီဒါအမေကလေအိမ်မှာသူ့လက်ဆွဲတော့ဒါအရေးနေမဟုတ်ဘူးလေတရုတ်စီပါထွက်တယ်လေထွက်တယ်တရုတ်စီဒီမယ်တရုတ်စီရောဟုတ်တယ်ဒါလေနားချင်းကြိုက်ခဲမှုတွေကိုလေလိမ့်လိုက်တာနဲ့7မိနစ်အတွင်းရှင်ပြစ်တယ်လို့ကိုပြတ်တာဟဲ့လာငါလိမ့်လိုက်မယ်ဒါလိမ့်ပြရနဲ့ငါတို့တွားပြီးတော့မကြည့်ပွဲတွားနှွေးမယ်ဒါတော့ပြန်စော့မယ်ညစ်စတော့တာလည်းမြန်လိုက်လားမလေးတက်တာရင်ညီးတိကြမလို့တားမှဆိုတားပါမလည်းမြန်တာနော်မပတ်တာငါတို့တစ်ခေါက်ပဲကဲဖို့လို့တော့နော်ဟုတ်တယ်လောက်တာနေငါ့ဘယ်တော့နိုင်ဘူးလို့လဲကောစီလာမရဲ့ငါကောစီလာမမဟုတ်တော့ဘူးငါနာမည် light trap ဖြစ်သွားပြီ light trap ငါဗန်မဲချဘူးဘယ်နဲ့ light trap ဟဲ့ဗန်ယောက်ျားလေးပါရှင်လေ light trap ဆိုတာမိန်းမပါရှင်ဗန်တစ်ချိန်ငါချစ်သူဖြစ်မှာနေပါအောင်နေကဖြုတ်ဆန်နေဘယ်လိုဘရိုနီဖာဖြစ်လာတာလဲဘရိုနီကာငါ့ရဲ့ idol လीအဲ့ဒါငါနာမည်နဲ့ပေါင်းလိုက်တော့ဘရိုနီဖာဖြစ်သွားတယ်ကဲတာထားပါကြားတယ်နေငါ့ကိုရှင်းနိုင်တယ်ရှင်းဝတ်နေဆိုရင်ဝိုင်းမောက်တက်လိုက်တော့